မင်္ဂလာပါရှင်ဒီနေ့တော့ဓာတ်ရောရှုရဲ့ဖူစုကမဲ2ရက်မြောက်နေ့သွားပါမယ်189လုံးမြောက်ခန်းကြီးလေးကနေစရအောင်အဲ့တော့စန်စီရိုရဲ့စမဲ့ခန်းကြီးလေးကခိုခုတဲ့เนาะခိုခုဆိုတာဗာလဲဆိုခိုခုရဲ့ခိုခုကြော်ညာလို့သုံးတာเนาะဒီရှေ့ကဟီရိုအီလေးနဲ့ပေါင်းလိုက်လို့ရှိရင်သူကခိုခုเนาะကြော်ညာဆိုပြီးတော့မှအဓိပ္ပာယ်ရတယ်အဲ့တော့ခိုးကိုမသွားခင်မီနာဆန်တို့ဒီခန်းကြီးလေးကိုတီးလားဒီခန်းကြီးအဲ့ဟာကစုခုရုဆိုတာပြုတ်လုပ်တယ်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အခုခိုခုခန်းကြီးလေးဒီအဲ့ဒီစုခုရုခန်းကြီးလေးကိုအရှိရအဲ့ဒီလမ်းလေးဖြုတ်လိုက်တာရှေ့ကလမ်းလေးဖြုတ်လိုက်ရင်ခိုခုကြော်ညာတယ်ဆိုပြီးတော့မှဖြစ်သွားတယ်เนาะအဲ့တော့ပစ္စည်းတစ်ခုကိုစုခုရုဆိုတာပြုတ်လုပ်တာအဲ့တော့ပစ္စည်းတစ်ခုကိုပြုတ်လုပ်ပြီးသွားပြီဆိုရင်ဘာလုပ်ရမှာလဲဆိုကြော်ညာမှာပေါ့ဟုတ်တယ်မလားမကြော်ညာရင်ဘူးမှမသိရင်ဝယ်မှာမဟုတ်ဘူးလေအဲ့ဒါကြောင့်ခိုခုဆိုတာကြတော့ကြော်ညာဖြစ်သွားတယ်ဟုတ်ပြီเนาะခိုခုခန်းကြီးလေးကိုမှတ်ချင်ရင်စုခုရုနဲ့တွဲမယ်အရှိရလမ်းထည့်လိုက်ရင်စုခုရုပြုတ်လုပ်တာဖြစ်သွားတယ်လမ်းဖြုတ်လိုက်ပစ္စည်းတစ်ခုပြုလုပ်ပြီးသွားရဆိုရင်ကြော်ညာရမှာဖြစ်တဲ့အတွက်ကြောင့်ဒါလေးဒီကြော်ညာရဲဆိုတဲ့ခန်းကြီးလေးဒါမှမဟုတ်ဂူချီလေးကိုမှတ်ထားတယ်ဂူချီဆိုတာဗဇက်တော့ဂျပန်မှာအဲ့လိုမျိုးဗဇက်နဲ့ကြော်ညာရဲဆိုတဲ့ဟာလည်းရှိရပေါ့နော်ကိုကပစ္စည်းတစ်ခုကိုကောင်းကောင်းလေးသူ့ကို customer ကိုဝန်ဆောင်မှုပေးလိုက်တယ်ဆိုရင်အဲ့ customer ရဲ့ဗဇက်ကနေပြီးတော့နောက်ထပ်လူတစ်ယောက်ကိုထပ်ညှိုးပေးတယ်အဲ့လိုဟာမျိုးကဗဇက်ကနေပြီးတော့မှတစ်စင်နဲ့ကြော်ညာသွားတာအဲ့လိုအထိပ္ပယ်မျိုးလေးနဲ့မှတ်တယ်ဆိုရင်လည်းရပါတယ်နောက်တစ်ခုကကျတော့ re ရာသူတလုံးတည်းဆိုရင်တော့ဘာအဓိပ္ပာယ်မှမရှိဘူးဒါပေမဲ့သူများရင်လည်းပေါင်းလိုက်ရင် re ရောဆိုရင်အသုံးပြုခြင်း re ရောစုရု re ရောရှိမှဆိုရင်အသုံးပြုသည်ပေါ့နော် re ရောဆိုတာအသုံးပြုခြင်းပြီးတော့ bandina ဆိုတာအစင်ပြေတော့เนาะ bandina အစင်ပြေတော့အဲ့တော့ re ပေါ့အစင်ပြေတယ် re ရောအသုံးပြုတယ်ဆိုရဲခန်းကြီးလေးပေါ့နော်အဲ့တော့အရှိမဘာပါလဲဆိုလို့ရှိရင်ဒါဝါတာရှိအဲ့ဆိုနောက်ကဒါလေးထည့်လိုက်တယ်ဆိုရင်ဝါတာရှိဖြစ်သွားပြီเนาะစင်ကြီးကအဲ့အတော့ဖြုတ်ထားတယ်ပေါ့เนาะမထည့်ဘူးအဲ့တော့ဒါလေးကိုဝါတာရှိလို့ပဲမှတ်မယ်ဝါတာရှိအနေနဲ့ခန်းကြီးမှာဒါဒီဓာတ်ကိုကူစားဓာတ်ပေါ့ဓာတ်ခန်းကြီးဓာတ်လေးဖြစ်တယ်เนาะဓာတ်ကိုကူစားပြုတယ်လို့ပြောရင်လည်းရတယ်ဓာတ်ပေါ့เนาะအဲ့ဒါဆိုရင်ဝါတာရှိဓာတ်ကိုဝါတာရှိအနေနဲ့ဓာတ်ကိုရီရောအသုံးပြုရတာဘန်ဒီအဆင်ပြေပါတယ်ပေါ့နော်ဝါတာရှိအတွက်ဓာတ်ကိုရီရောအသုံးပြုရတာဘန်ဒီအဆင်ပြေပါတယ်ဒါရီဖြစ်ပါတယ်နောက်တစ်လုံးကကြတော့ဝါရဲရူဝါရုခွဲတယ်ဆိုတဲ့အခန်းကြီးလေးဝါရုကခွဲတာဝါရုကခွဲတာဝါရဲရူကကွဲတာနော်ဝါရဲရူကဂျီရိုရှိဝါရုကဒါရိုရှိဝါရုခွဲတယ်ဝါရဲရူကွဲတယ်ဝါရီအာအီဆိုတာအချိုးပြောတာเนาะဝါရီအာအီကအချိုးဝါရီဘီခီဆိုတာအထူး short စီ discount ကိုပြောတာเนาะဝါရီဘီခီကကြတော့ discount အထူး short စီအဲ့တော့ဝါရုခွဲတယ်ကွဲတယ်ပေါ့เนาะဝါရီဘီခီတို့ဘာလို့ဆိုလဲ discount မျိုးပြောတာပါအဲ့တော့ဝါရီဆိုတော့ခွဲတယ်ကွဲတယ်ဆိုတော့သူ့မှာဘာလေးပါလဲဆိုတော့အမိုးလေးပါတယ်ဒီနှစ်3 4ဒါလေးပါတယ်ပါဇက်လေးပါတယ်ဓာတ်လေးပါတယ်เนาะခွဲတယ်ဆိုမှတော့ဓာတ်နဲ့ခွဲမှာပေါ့ဟုတ်တယ်မလားဒါကြောင့်ဆက်ပြီးတော့ဓာတ်ထည့်ထားတာเนาะခွဲတယ်ခွဲလိုက်တော့ကွဲသွားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အမိုးပေါ့เนาะအမိုးအောက်မှာ1ယောက်2ယောက်3ယောက်4ယောက်သာပါဇက်နဲ့အစာစားဖို့အတွက်နဲ့ကိတ်မုတ်ကိုခွဲလိုက်တယ်ပေါ့နော်ဓာတ်နဲ့ခွဲတယ်ပေါ့ကိတ်မုတ်တော့မဟုတ်ဓာတ်နဲ့ခွဲတယ်ပေါ့ဝါရုခွဲတယ်ခွဲလိုက်တော့ကွဲသွားပါတယ်အဲ့အမိုးအောက်မှာ1ယောက်2ယောက်3ယောက်4ယောက်သာပါဇက်နဲ့စားဖို့အတွက်ဓာတ်နဲ့ဝါရုခွဲလိုက်ပါတယ်ဟိုင်းအဲ့ဆိုရင်နောက်တစ်လုံးကကြတော့ဘိုင်းအစဆိုတဲ့ခန်းကြီးလေးဘိုင်းဆိုတာအစဥမာဒီဟာရှိမှအီချီထည့်လိုက်ရင်အီချီဘိုင်းတစ်စပေါ့နိဘိုင်းနှစ်စပေါ့စံဘိုင်း3စာပေါ့အဲ့လိုမျိုးကြိုက်တဲ့ခဏန်းထည့်သွားလို့ရတယ်ဆိုတစ်စနှစ်စ3စာအဲ့လိုမျိုးပြောတာဘာမှမပါပဲနဲ့ဘိုင်းတစ်လုံးနဲ့ပဲလာမယ်ဆိုရင်ဘိုင်းကနှစ်စကိုပြောတာနော်ဘိုင်းတစ်လုံးနဲ့ဆိုရင်နှစ်စကိုပြောတာအဲ့ဒီတော့ဘိုင်းကအစအဲ့တော့ဒါလူပါရဲ့ထားစမတက်ရတာပါတယ်ဂူချီပါဇက်ပါတယ်
အဲ့တော့ဘာဖြစ်လဲဆိုရင်လူတစ်ယောက်ကမတ်တက်ရက်ပြီးတော့ဗဇက်ကနေပြီးတော့လူတစ်ယောက်ကကွာကိုယ့်ရဲ့ဘေးမှာမတက်ရက်ပြီးတော့မှဗဇက်ကနေပြီးတော့တောက်လျှောက်ပြောပြီးနေတဲ့အခါကျတော့ဘာကြီး2ဆလောက်ပို့ပြီးတော့မှစူးစမ်းကြလာတယ်ပြောမဲ့လူမရှိလို့ရှိရင်လှုပ်ချင်မှလှုပ်တာတကယ်လို့ဘေးကနေပြီးတော့လူတစ်ယောက်ကမတ်တက်ရက်ပြီးတော့ကိုယ့်ကိုဗဇက်ကနေပြောပေးနေတယ်ဆိုရင်ကိုပုံမှန်လှုပ်တာထက်2ဆလောက်ပို့ပြီးတော့မှအလုပ်လုပ်ဖြစ်တယ်နော်အဲ့ဒီပုံစံနဲ့မှတ်မယ်အဲ့လူတစ်ယောက်ကမတက်ရက်ပြီးတော့ဗဇက်ကပြောပြီးနေတော့2ဆလောက်ပို့ပြီးတော့အလုံးလုံးဖြစ်တယ်တဲ့ဟုတ်ပြီနော်နေတန်းဈေးနှုန်းဆိုတဲ့ခန်းကြီးလေးတစ်လုံးနဲ့တော့ဘာအဓိပ္ပာယ်မှမရှိဘူးနေတစ်လုံးနဲ့ပဲဆိုရင်နော်သူများနဲ့ပေါင်းတော့မှနေတန်းဈေးနှုန်းနေအားခဲဆိုဈေးတက်တာနေစာခဲဆိုရင်ဈေးကျတာနေအားခဲဈေးတက်တယ်နေစာခဲဈေးကျတယ်နေတန်းဈေးနှုန်းအဲ့တော့နေတန်းဆိုဈေးနှုန်းပေါ့နော်ဈေးနှုန်းပေါ့အဲ့တော့ဒီမှာတစ်ချက်2ချက်3ချက်4ချက်5 6 9 10နော်10ချက်နေတန်းဈေးနှုန်းခန်းကြည့်လေအဲ့တော့ဘာဖြစ်လဲဆိုတော့လူတွေပေါ့နော်လူတွေပေါ့10ခါလောက်ဒါ30မို့လို့10ခါလောက်ဟုတ်10ခါလောက်မျက်စိနဲ့ကြည့်ရတယ်လူတွေ10ခါလောက်မျက်စိနဲ့ကြည့်ပြီးတော့မှတော့မှပြန်ရေးမယ်နော်လူတွေ10ခါလောက်မျက်စိနဲ့10ခါလောက်မျက်စိနဲ့ကြည့်ပြီးတော့ထောက်မှန်ဒါထောက်မှန်လေထောက်မှန်လို့မှန်မမှန်စစ်ဆေးတာဘယ်ဟာလဲဆိုတော့နေတန်းလို့ခေါ်တဲ့ဈေးနှုန်းကိုစစ်ဆေးရတယ်ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုလို့ရှိရင်လူတစ်ယောက်ကအနည်းဆုံး10ခါလောက်တော့အဲ့ဈေးနှုန်းကိုကြည့်ရတယ်ဘယ်လောက်လဲဈေးဘယ်လောက်လဲဆိုတာကြည့်ရတယ်ဥပမာပြောတာပေါ့10ခါလောက်မကြည့်ရတဲ့လူတွေလည်းရှိနိုင်တာပေါ့နော်အခုဒီခန်းကြီးကိုရေးတဲ့လူကကြတော့ထွင်တဲ့လူကကြတော့အဲ့ဒီလူကသူကပစ္စည်းတစ်ခုဝယ်မယ်ဆို10ခါလောက်မျက်လုံးနဲ့ကြည့်တယ်ပြီးရင်ထောင်းမှန်လို့ပဲမှန်ရဲ့လားဒီဆိုင်ကဈေးမှန်ရဲ့လားဒီပစ္စည်းကဈေးမှန်ရဲ့လားဆိုတဲ့ဟာကိုထောင်းမှန်လို့ပဲမှန်သူကစစ်ဆေးကြည့်တယ်အဲ့ဒါဘယ်ဟာလဲဆိုတော့နေတန်းဈေးနှုန်းကိုစစ်ဆေးရဖြစ်ပါတယ်ဟုတ်နောက်တစ်ခုကကြတော့ short ဟင်းရဲ့ short ခန်းကြီးလေးဖြစ်တယ်အဲ့တော့ short ဟင်းရဲ့ short ဆိုတာကုန်ပစ္စည်းပေါ့ short ဟင်းဆိုတာကုန်ပစ္စည်းပေါ့နော်အဲ့တော့ short ဟင်းနောက်ကဒီအဘုံလေး၃ခုပေါင်းလိုက် short ဟင်းကုန်ပစ္စည်း short တန်းဈေးဆိုင်နော် short တန်းဆိုရင်ဈေးဆိုင် short ဟင်းဆိုရင်ကုန်ပစ္စည်းအဲ့တော့ short ကုန်ပစ္စည်း1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
8 9 10 11 11ချက်ရှိရပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်ဒီအပေါ်ပိုင်းလေးကကြတော့ third စစ်လေးနဲ့တူတယ်ဒီလိုလေးရောဆွဲတာအဲ့မဲ့ဒီအပေါ်ပိုင်းလေးကိုပဲကြည့်မယ်ဆိုလို့ရှင် third စစ်လေးနဲ့တူတယ်နော်အဲ့ဒါကြောင့်မတက်ရက်ပြီးတော့ပေါ့နော်မတက်ရက်ပြီးတော့ပြီးသွားရင်ဒီနားလေးကကြတော့ရှိလေးနဲ့တူတယ်ဒီနားလေးကိုကြည့်မယ်ဆိုလို့ရှင်ဒီနားလေးကိုပဲကြည့်မယ်ဆိုရင်ရှိလေးနဲ့တူတယ်လေးလေးနဲ့တူလို့နော်အဲ့တော့မတက်ရက်ပြီးတော့4နာရီလောက်ဒါလေးကပါဇက်ဒါလေးကပါဇက်ကနေပြီးတော့မှရှင်းပြနေတာဘာအကြောင်းလဲဆိုတော့ရှော့ဟင်းကုန်ပစ္စည်းအကြောင်းဖြစ်ပါတယ်ပေါ့ခွဲပြီးတော့မြင်အောင်ကြည့်လိုက်ပေါ့နော်ခွဲပြီးတော့မြင်အောင်ကြည့်လိုက်ပေါ့မတက်ရက်ပြီးတော့4နာရီလောက်ပါဇက်ကနေပြီးတော့ရှင်းပြနေတာရှော့ဟင်းကုန်ပစ္စည်းအကြောင်းပါနော်အဲ့တော့ရှော့ဟင်းကုန်ပစ္စည်းရှော့တန်ဈေးဆိုင်နောက်တော့ဆဆအဲရုဒီမှာတော့ဖတ်စာအုပ်ထဲမှာတော့ဆဆအဲရုမှာဘာလို့စနေထည့်ထည့်ပေးမယ်ဆဆအဲရုဆိုတာထောက်ပံ့တာအုံးရော်မီယာကျတော့သူကရှိလို့အတန်ထွက်တယ်နော်ထောက်ပံ့နေဆိုတဲ့ခန်းကြီးလေးအဲ့တော့ဒီမှာဆိုရင်ရှိတန်းဆိုလို့ရှိရင်ဥမာဟွန်းတန်းဆိုရင်ပင်ရင်းဆိုင်အဲ့ဆိုရှိတန်းဆိုရင်ဆိုင်ခွဲဖြစ်သွားတယ်နော်ဟွန်းရှာဆိုရင် ဟွန်းရှာဆိုရင်ရုံးချုပ်ရှိရှာဆိုရင်ရုံးခွဲဖြစ်သွားတယ်အဲ့တော့ရှိဆိုတာအဲ့လိုမျိုးထောက်ပံ့နေဆိုရင်အထိပဲတစ်လုံးတည်းဆိုရင်ဆဆအဲလိုထောက်ပံ့တာရှိတန်းဆိုရင်တော့ဆိုင်ခွဲရှိရှာဆိုရင်ရုံးခွဲဆဆအဲလိုဆိုရင်ထောက်ပံ့တာဆိုတော့ပေမကိုထောက်ပံ့ပေးရတဲ့အခွဲလေးတွေပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲ့တော့ထောက်ပံ့နေတဲ့သူက10လေးရေးလိုက်တယ်အောက်ကမာတလေးထည့်လိုက်တယ်ဒါပဲအပေါ်က10အောက်ကမာတနောက်ထပ်ဆိုရဟာ
အဲ့တော့ငယ်ငယ်တော့ပြောကြတယ်မလားကလေးငယ်တော့ဆို10တန်းပြီးရင်တော့မိဘတွေများကြည့်မယ်ဆို10တန်းပြီးရင်တော့ပြီးပါပြီ10တန်းတစ်နှစ်ပဲကုန်ကြစိတ်ကများတာ10တန်းပြီးသွားရင်တော့ကုန်ကြစိတ်ကတော့နေတော့ပါပြီဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့10တန်းပြီးသွားလဲဒါမာတာနောက်ထပ်ဆဆအဲလူထောက်ပံ့နေရတော့မှာပဲဆယ်တန်းပြီးသွားတော့လည်းတခါတက္ကသိုလ်တက်ဖို့တက္ကသိုလ်အပ်ပေးရတယ်အဆောင်တွေထားပေးရတယ်ဝတ်စားတွေဝယ်ပေးရတယ်ကြောင်းတက်ဖို့အတွက်လုပ်ပေးရတယ်အဲ့တော့ဆယ်တန်းပြီးသွားလဲမာတာနောက်ထပ်ထောက်ပံ့နေရတော့မှာပဲဟိုက်အဲ့ဆိုရင်နောက်ဆုံးတစ်လုံးကဟာရာဦးတဲ့ဟာရာဦးဆိုတာကျတော့ပေးချေသည်ဆိုတဲ့အဓိပ္ပာယ်နော်ဟာရာဦးဆိုတာပေးချေတာအဲ့တော့ရှိခုနကဆဆအဲလူနဲ့ပေါင်းလိုက်ရင်ရှိဟာရာဤဆိုရင်ပေးချေမှုနော်ပေးချေတယ်ဆိုတာပစ္စည်းတစ်ခုခုကိုငွေပေးချေတယ်ဆိုဘယ်ကနေချေလဲလက်ကနေပေးတာဘယ်သူမှခြေထောက်နဲ့ပတ်စံကိုပေးမချေဟုတ်တယ်မလားလက်နဲ့ပဲပေးချေတာပေးချေတယ်ဆိုတာလက်ရယ်ပြီးတော့ခတာခနာဒါမှုနဲ့တူတယ်မှုနဲ့တူလို့ဆိုတော့အများကြီး move လို့မှတ်တယ်ရွေ့တာလက်ကရွေ့သွားတယ်ဆိုတာဘာလို့ဖို့လဲဆိုတော့ပတ်စံပေးချေလို့ငွေပေးချေဖို့ပေါ့နော်ငွေပေးချေတယ်ဆိုတာကွာလက်ကလှုပ်တာလေလက်ကရွေ့သွားရတယ်လေငွေပေးချေဖို့ဆိုတော့လက်ကရွေ့သွားရတာဘာဖြစ်လို့လဲဆိုတော့ငွေပေးချေဖို့အတွက်ပါဟိုက်ဆိုတော့ဒီနေ့ရဲ့ခန်းကြီးလေးလည်းဒီလောက်နဲ့ပြီးပါပြီနောက်ဗီဒီယိုလေးမှာတကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်စမ်းစီကို comment မှာဘယ်အရာလေးတွေကအကျိုးရှိတာလဲဆိုတာကိုရေးခဲ့ပေးပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်